ထုတ်ကြမ်းထုတ်စမ်းအကုန်ထုတ်ဘာမှမရှိခဲ့စင်းနဲ့ဘာမှမကြံခဲ့စင်းနဲ့နင်လှုပ်ထားတဲ့ဟာတွေအကုန်ထုတ်လေဘင်းထဲမှာလေဘင်းထဲဟာတွေထုတ်စမ်းအကောင့်ဘက်ကရီတိုင်းကောက်ထားခဲ့ပြီအကောင့်ဘက်ကရီတိုင်းထားခဲ့ပြီနော်သမီးနော်အေးထုတ်လာပါဒီနေ့မှာပေါ့နော်ဆရာထူးခန့်ကျော်ကုသထားတဲ့ကျွန်တော်ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ကြည့်ရအောင်ပေါ့နော်ထုတ်ဒေလာကူနီတာတာဓုခေါ်တယ်နော်တာဓုကုန်ထုတ်ဘာမှမရှိခဲ့စင်းနဲ့ခက်ကြမ်းထုတ်ပေးပါငါ့ကိုအေးဟုတ်ပြီငရဲပြေအားရှိမသွားခြင်းနဲ့ကြားလားနင်သွားမလားမသွားနဲ့နော်အေးဟုတ်ပြီမသွားနဲ့အကုန်ထုတ်ဒါနောက်ဆုံးဖြစ်ပါစေနော်ဘယ်လောက်ကြာပြီတော့လှုပ်ထားတာ10နှစ်10နှစ်တောင်ရှိပြီ10နှစ်တောင်ရှိပြီဟုတ်ပြီထုတ်သမီးထုတ်ကုန်ထုတ်ဘာမှမရှိခဲ့စင်းနဲ့ကုန်ထုတ်စံပြားနေချီပြားတိနော်ဘာမှမကြံခဲ့စင်းနဲ့32ခုတာဘာတစ်ခုမှမရှိခဲ့စင်းနဲ့ထုံဝါကျင်းတာနာတာကြိုက်တာခဲတာနင်တို့လှုပ်ထားတဲ့အရာအားလုံးကိုတစ်ခုမကြံအကုန်ထုတ်သွားပြီတစ်ခုမကြံအကုန်ထုတ်သွားပြီကုံမဖះဥကြသွားမယ်နော်သမီးကြားလားနော်အေးအကုန်ထုတ်အကုန်ထုတ်ဘာမှမကြံခဲ့စင်းနဲ့ဟုတ်ပြီကုန်ထုတ်အေးဟုတ်ပြီအေးဟုတ်ထုတ်ဘာမှမရှိခဲ့စင်းနဲ့အကုန်ထုတ်ရှိသေးလားဟမ်ရှိသေးလားရှိသေးတယ်ရှိသေးရင်ထုတ်သမီးမြန်ထုတ်ပြီဒီမှာလူနာတွေအများကြီးပဲတွေ့တယ်နော်ငါပါနေဖြစ်နေတာတွေတွေ့လားအေးအကုန်ထုတ်ဘာမှမရှိခဲ့စင်းနဲ့ဘာမှမကြံခဲ့စင်းနဲ့ဘာတစ်ခုမှမကြံခဲ့စင်းနဲ့ဘာတစ်ခုမှမရှိခဲ့စင်းနဲ့ဟိုးချီပြိုက်ထုတ်သမီးဟိုးချီပြိုက်ထုတ်အေးတာဓုအာဓုထုတ်ခါးရရပါထုတ်ပြီးသမောင်းသမီးရဲ့အကုန်လုံးသမီးလှုပ်ထားတဲ့ဟာတွေအကုန်လုံး10နှစ်ဆိုတာမနှဲတော့ဘူးနော်तू ကလုံးဝမှနေလို့မရဘူးတဲ့ညဆိုလို့ရှိရင်လေဘင်းမှာတစ်ဆိုကြီးနေတယ်ဟမ်အဲ့လိုကြီးလှုပ်ထားတာဟုတ်လားတက်ကလာတယ်အေးဟုတ်နော်你家有狗没了？就是你好了，他在人家里，好了，这不要钱了，这就是你老喝的，这是你什么的？好啦，那不要的话，他走路都不要不要。人家来就是，你超人不能是多，人家在里多，宝贝都跟你干嘛了的？哎呦，都不要了。都不要了，都不要的呀，也那个的。要啦。哎，我都生气，都是要的就了，都不在那搞那的，伢的这个知道吧？好啦，都要啦，原来，生气不要这样，不是要的就了，都快让我了，不让这样，我就讲不是要的就了。好啦，အေးပါနော်သမီးမလောက်အောင်နော်ကူညီပေးလိုက်ပါနော်နင်တို့တကယ်ကိုပဲနင်တို့ပြောချင်တာဗာလဲဆိုတချို့တွေကလည်းအဲ့လိုမျိုးတွေရှိတယ်နော်တကယ်ချစ်တာတို့တကယ်တန်ရုံးစင်ရှိတာတို့ဘာတို့ညာတို့ဆိုလို့ရှိရင်သူတို့ရဲ့အကျိုးစီးပွားဖြစ်ထွန်းအောင်လို့လုပ်ပေးရမှာပေါ့ဟုတ်တယ်မဟုတ်လားနော်ဟုတ်ပြီလားအခုတော့10နှစ်တောင်လုပ်ထားဆိုတော့မကောင်းလေဒါမကောင်းတဲ့အရာပဲနော်ဒါရုပ်မာခြင်းလို့ခေါ်တယ်နော်ကြားလားဒါရုပ်မာတာပဲဘလို့အနေထားမှာပဲဖြစ်လူတယောက်ကိုမကောင်းတာနဲ့ပြုတ်လိုက်မိပြီဆိုတာရုပ်မာတာပဲလက်ခံလားနော်အေးဒါပြီးကူညီပေးတာပဲတာဓုကျင်ခေါ်တယ်ဟုတ်ပြီလားနော်အေးအကောင့်ဘက်ကရီတိုင်းလေးလုပ်ပေးပါနော်အကောင့်ဘက်ကရီတိုင်းလေးလုံးဝအဲ့ level ကြီးမှာတစ်ဆိုဒီညအိတ်မရတာဒီနော်6လန်းဒီဖြစ်တဲ့ဟာတွေအဲ့ဒါဒီမကြံခဲ့အောင်အကုန်လုံးထုတ်ပေးပါနော်အကုန်ထုတ်နော်သမီးဒီမှာလာထုတ်ရတော့အဆင်ပြေလားနော်သမီးလမလာကူညီပေးရတာကအမတန်ကုသိုလ်ရရနော်နောက်မလုပ်ပါနဲ့မေတ္တာရက်ခံအပ်ပါတယ်နော်နောက်မလုပ်ပါနဲ့နော်အေးထုတ်ကုန်ထုတ်ဘာမှမရှိခဲ့စေနဲ့အကုန်ထုတ်ဘာမှမရှိခဲ့စေနဲ့ရှင်ဘတ်ထဲဟာတွေပါရိုက်ထုတ်သမီးရှင်ဘတ်ထဲဟာတွေပါထုတ်စမ်းရှင်ဘတ်ထဲဟာတွေပါထုတ်ကုန်ရိုက်ထုတ်ခက်ကြမ်းရိုက်ထုတ်ပြီးစမ်းတော့ခက်ကြမ်းရိုက်ထုတ်စမ်းကုန်ရိုက်ထုတ်စမ်းရိုက်ထုတ်စမ်းအေးတာဓုအေးဟုတ်ပြီအေးရှိသေးလားသမီးအေးဖះဥချဒီဘက်ကိုလက်သမီးဒီဘက်ကိုလက်ဖះဥချအေးဖះဥချကဲကျမ်းမချမ်းသာပါစေကျမ်းမချမ်းသာပါစေအေးဟုတ်ဟုတ်ကောမလေးရီယာလားဟုတ်ကဲ့ရီယာလားဟုတ်လေမင်းဆရာဟိုဘာခုလည်းလေးကြာပြီအဲ့ဘလို့ဆိုတော့အဲ့လို6ပြပထမအောင်လေးစီဝ100ကျော်နောက်ပိုင်းကုသမရှိတော့အဲ့လိုဖြစ်တော့အကျော်လောက်တယ်လို့ဆိုပြီးဆရာဝန်နဲ့ခွဲမှလို့ပြီးတော့ခွဲမှသဖြတ်လေဖြဲနာတဲ့ခွဲမှလည်းမဆိုင်ဘူးပေါ့နော်အေးပေါ့မဆိုင်ဘူးဆိုတော့တမီးတို့ဒီ
တမီးတမတော်နဲ့ပြတယ်ပြောက် သမီးလိုက်တော့လွှင့်ထားရနော်အေးဟုတ်ပြီ အားနဲ့တမတော်နဲ့ပြတဲ့ခါကျတော့တမတော်ဆီမှာဟိုလေပြင်းကိုခွေမယ်တမီးကစဉ်းစားတော့လေးဖြန်းနေကြောပါတာနဲ့ခွဲရင်တမီးအသက်အနေဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးတမီးကဖျားတရားလုပ်တဲ့ခါကျတော့အေးသူတို့ပြောမှာဖျားတယ်ပထမရွတ်တယ်တဲ့အေး ဒီ6နိုင်တမီးပထမရွတ်တာ9နိုင် ကျိုးလေးတော့ညာကျိုးပါလေကွာ အားနဲ့တမီးညာညာကအဲ့10နှစ်လောက်ရှိပြီဖြစ်တာ 10နှစ်လောက် တမီးဒီညာဘက်ကလာခေါ်တာသူကတမီးအားနဲ့အဲ့ဒီတဲ့တင်တို့နဲ့ သမီးအခုလေမင်း3မျိုးချားကြည့်ရတဆုတွေရှိသေးလား သူမရှိတော့နော် နည်းနည်းလေးပဲဖြင်းဖြင်းကြံနေတာ အဲ့လောက်ပဲနော်အရင်လိုတဆုရှိသေးလားမရှိတော့နော်သမီး စားရတဲ့တမီးထမင်းနဲ့စားတယ်အေးပြောတယ်ကြားတယ်မလားငယ်တမီးရက်20လောက်ကမစားလည်းမစားဘူးငိုးနေတာတမီးကိုဒီမှာတက်တယ်ကိုချိုးတာ ဩဖြစ်မှာဖြစ်ပြီ အဲ့ဒါတည်းပါမပြီးတည်းတမီးလေးတော့လုံးတမီးလုံးခါတမီးဟာအဲ့ပြီးတော့အဲ့တော့နေပြီးဆရာတီသွားတော့ဆိုတော့ဆရာအဲ့တမီးကိုတမီးကလည်းမသိဆရာရဲ့အကောက်ကိုရှာပြီးတော့တမီးကိုထမ်းပို့ပြီးတော့အဲ့နဲ့တမီးအဲ့နဲ့ဆရာတီအပရမတမီးလာတယ်ဒီလိုလာမယ်ဆိုရင်လုံးဝမလာချင်လွတ်လွတ်ဝါအောင်လာမယ်ဆိုရင်လွတ်လွတ်ဝါအောင်တမီးအဲ့လိုမျိုးပြီးပထမတမီးဆရာတွေလာတော့စနေငွေလေးပိတ်ရဖြစ်တယ်အိမ်လေးလာရှာတာပေါ့နောက်တစ်ခါကျတော့ဘာဖြစ်လဲဆိုတော့လာမယ်ဆိုရင်မလာချင်ဘူးခုနကတမီးလှည့်ပြက်နေတာအခုလာမယ်ဆိုရင်လာနေတယ်ဒီလာရောက်ဘူးဆိုတမီးကမလာချင်တော့ပြန်နေတာပေါ့အဲ့သမီးရှာယူရလို့ဆရာနဲ့တွေ့တော့မယ်ဆိုရှင်ဟိုသမီးရှာကိုသမီးကြိုက်ထားရတယ်ဒိုးဖြစ်ပြီးဆရာဖြစ်တာပေါ့ဟိုဘယ်လိုမှတမီးကိုမျှော်ကြီးကြိုက်နေသူတို့အဲ့လိုမျိုးကြီးပေါ့တွေးဆုံနေသူတို့အဲ့လိုမျိုးခံစားရတယ်သမီးဒီမှာအရင်ကသမီးမစားနိုင်ဘူးလားသမီးမစားနဲ့ဆရာတင်မလာငယ်ရက်20လောက်ကသမီးခွေနေတာဘာလို့လဲကောင်းမလဲအကိုကိုလည်းသမီးတက်သေးတာဒီမျိုးစင်တာတော့သူကအဲ့ရှောင်းကနေနေတော့ချက်ပလေးချူတယ်။အော်သမီးရဖြစ်မှာဖြစ်။အခုသမီးစားနိုင်သွားပြီလေ။စားခဲ့တယ်။ဟုတ်ပြီနော်။သမီးလန်းဆန်းပြန်ဖြစ်လာပြီ။နော်အခုဆိုရင်သမီးအကုန်ကောင်းတော့မှာနော်။ဟုတ်။သမီးယွန်းနေကြပဋ္ဌာန်းကြီးပူဇော်ပါရွတ်ပါမေတ္တာပို့ပါမေတ္တာနေတဲ့အသက်ရှိပါလေကျမပါနေတယ်ဘာလို့ဆိုတော့သမီးမေတ္တာနာပို့ပါမေတ္တာများပို့ပါဒါလေးတော့တောင်းဆိုတယ်နော်မေတ္တာများပို့ပါသမီးလုံးနေကြအတိုင်းဒါနေစားတော့ဝတ်ဖြစ်ရနေထိုင်ဝတ်ဖြစ်ပါဖရာတော်တော်ကြီးချမ်းစင်မိပါညာအမွေးနန္တာပန်းကြီးချမ်းအကုန်လုံးဆက်ကလှူဒန်းပါအဲ့ဒီကောင်းမှုတွေကအားလုံးက30ပုံသားတွေလိုပဲဖြစ်ရမယ်နော်ပြီးရင်30ပုံကိုမေတ္တာပို့အများကုသိုလ်ပြုမှာငါသမီးတက်ရှိကြမှာပါလိမ့်မယ်မပူပါနဲ့နော်ဒါအမဲသားလုံးဝမစားဘူးနော်သမီးအမဲသားကိုတာနော်အမဲသားလုံးဝမစားနဲ့နော်ဟုတ်ကဲ့ဆရာဒါလေးဆွဲလိုက်ရဟုတ်ကဲ့ပါမဲသားမစားအောင်နော်ဟုတ်ကဲ့ပါဟုတ်ပြီလားသမီးအခုဆိုလို့ရှိရင်ဒီမှာလာကုတာဘယ်နှချိန်ရှိပါလဲ3ချိန်ရှိပါ3ချိန်အခုမှစစ်ကြည့်တာသမီးကိုသမီးအနံ့သက်တွေမကောင်းလို့သမီးကလေဘယ်လိုဆိုဖြစ်တာတော့တလားနှစ်လားတော့ပိုးဆိုးလာတာပေါ့ဆရာမကူပေးမှဆိုလို့သမီးကဆရာဘယ်လိုမှမလဲအဲ့လောက်ပဲရှိသေးတယ်လို့ပြောတာအမေတော့သမီးကပထမတွေကဖြည်းဖြည်းဖြစ်နေတာပေါ့ဆရာရဲ့ကြာသွားပြီဆိုပြီးတော့ဆရာသမီးကိုဘယ်လိုမှစိတ်ကဘယ်လိုမှဟိုပေါ့နည်းနည်းအချိန်ကြာတယ်ဆိုပြီးတော့ဟိုဖြစ်မှဆိုလို့ဘလို့အချိန်ကြာတယ်ဆိုတော့နေကြာသွားပြီဆိုရင်ဆရာသမီးကိုလေစိတ်မရှိမှဆိုလို့သမီးကပေါ့ဘယ်လိုလဲဆိုတော့အဲ့လိုပေါ့အခုသမီးပေါ်မှာအဲ့လိုစိတ်မရှိတာရှိလားဟိုမရှိပါဘူးဆရာသမီးကိုသမီးကအထင်ပေါ့တိမ်ငယ်နေတာအဲ့လိုတိမ်ငယ်နေတာပါဆရာတိမ်ငယ်ပြီးတော့အမဆရာတော့တက်တာတော့အရင်လောက်ကတော့တော်တော်ဖြစ်နေပြီလေဘင်းကိုဖွေးမယ်တဲ့အဲ့တမတော့လေဘင်းခွဲမှဆိုလို့လေဘင်းခွဲတော့မဖြစ်နိုင်ဘူးသမီးရှာပြီးဖြစ်တာဟိုဆရာရဲ့ဟိုလို့တော့ညဘက်ဆိုအင်းရမိသားစုအိမ်တော်သမီးအိလို့မရရှာဟိုလို့ကြိုက်တာရတယ်အိုးဖြစ်လို့နေရငုံဖြစ်သမီးအခုကျတော့ဒီမှာကုပြီးတဲ့ပထမ2ချိန်ကုပြီးတဲ့အနေထားမှာဘယ်လိုရှိလဲပထမ2ချိန်ပထမအခုတစ်ချိန်တော့အခုဆရာရဲ့လို့တော့သမီးဒီ20တော့တွင်သမီးမစားတော့ဘူးဆရာကြီးကိုဖတ်ဘူးအိတ်တယ်စားတယ်ပေါ့ဒုတိယချိန်ကျတော့အခု14ရက်ချိန်နေတဲ့ခါကျတော့သမီးကဘယ်လိုမှဆိုဟောပေါ့တစ်ဖက်တော့ကောင်းတယ်နောက်တစ်ဖက်လောက်ကျတော့နည်းနည်းဒီလိုလာကန်ကြီးလေးပူဆိုးလာတယ်သမီးစိတ်ကောက်ကလေဟိုမလာခြင်းနဲ့စိတ်ဒီပါလေးပေါက်လာတယ်အဲ့လိုမျိုးတွေဖြစ်လာသမီးကမရဘူးဒီရောက်အောင်သွားမယ်ဖြစ်အောင်လုပ်မယ်ကိုဖရာလေးရလို့ဆရာလေးဖရာလို့အဆက်နဲ့ဆရာနဲ့ပဲဆရာကိုလည်းမေတ္တာပူလို့ခရမ်းသားမိကူတွေ့တယ်မေတ္တာစင်တော့ဖရာပေါ့ဆရာလည်းတက်ရှိပါသေးကျမ်းမာပါသေးလို့ဆိုခနဲ့တောင်းပြီးပေါင်းတယ်ကိုလည်း6ဘောကောင်တယ်ကိုလည်းကြောက်ပြီးမှသေးသမီးလည်းပါပေါ့ဆရာရဲ့ကိုသမီးမေတ္တာပူပြီးတယ်ဒီတစ်ခေါက်ကျတော့သမီးကိုကြည့်လိုက်တော့စိတ်ထဲမှာတမျိုးကြီးဖြစ်နေတယ်နောက်တစ်ခုအနန္တသိမ့်မကောင်းဘူးအနန္တသိမ့်မကောင်းတော့လေဘင်းတော့ကုသွားပြီစိတ်ထဲမှာခုနကပြောသလိုဖြစ်တော့သမီးကိုကောက်စစ်ကြည့်တာဟုတ်ကဲ့ပါဆရာဟုတ်ပြီလားဟုတ်ကဲ့ပါဆရာအကြောင်းတွေတော့အများကြီးပေါ့သမီးဟုတ်ကဲ့ပါဆရာနောက်ကြလို့ရှိရင်သမီးကိုကောင်းမှုကုသိုလ်လေးတွေလုပ်ပေးမယ်ဆရာကိုယ်တိုင်ပဲဒါသမီးအဆင်ပြေရလားပြေးပါတယ်ဆရာပြေးပါတယ်အဆင်ပြေလားပြေးပါတယ်တန်ဆန်းနဲ့တောင်းပါသူကတော်ဖို့အဆင်ပြေဆိုသမီးဟိုလောက်လိုက်အိမ်မှာတန်ခါ3မလောက်ပြင်လိုက်နော်ဟုတ်ကဲ့ဆရာပြင်ပြီးတော့မှဒီ
ပရိပရန်ဒီတော်များများချင်းမြပြတဲ့လောက်ပါဗျာပြီးလို့ရှိရင်သမီးနိုင်တဲ့လောက်သင်္ကန်းရဲ့ဒါဝတ္ထုရဲ့ဆုံးရဲ့ပေါ့နော်ဆုံးကတော့ကိုတရားတော်လူလေးချက်ပြီးတော့မှကတ်ပေါ့နော်ဝတ္ထုလည်းကိုတရားတော်လူလေးလှူပေါ့သင်္ကန်းနိုင်တော်လူလေးလှူပေါ့သုံးပါလောက်ပြင်ပြီးတော့မှဆရာတော်တွေတော့ရှောက်လိုက်နော်အဲ့ကောင်းမှု30ပုံသားများရဲ့ကုသိုလ်ပဲဖြစ်ရမယ်နော်ပြီးရင်မေတ္တာဖို့အများကုသိုလ်ပေးပြီးမှလိုက်သမီးလေးဖြစ်နေတာအားလုံးတောင်းဝင်ယူတယ်အကုန်ပြောက်ပါမယ်နော်အခုဆိုသမီးစားလို့လည်းရလာပြီအဲ့လိုလည်းရလာပြီအခုဆိုရင်အများကြီးထပ်ပြီးတော့ရှင်းသွားပြီနော်နှစ်ကြိမ်ထပ်ကူမယ်အကုန်ပြောက်ပါမယ်ဘာမှမဟုတ်ဘူးငါသမီးတေးစရာလည်းတေးတော့လူတိုင်းတော့တေးရမှာရွယ်တက်တေးချိန်နဲ့စိတ်တွေဖြစ်လာမှုတော့ကိုအဲ့လိုခံစားနေရတာအရင်ကြာတဲ့ခါကျတော့ဘက်ဦးလေးနဲ့ထိုးတက်တယ်မသိဘူးဖေဖေဟိုရှောက်လို့ကျန်နေလို့ဒါပေမဲ့သမီးကလေလုတ်တယ်ဒါပေမဲ့သမီးကိုတင်လုတ်တယ်မသိဘူးဒါမှတော့ဒီကတော့သိတယ်မသိဘူးသမီးကပထမယူနေတော့ကောင်းတာလည်းရှိသူမကောင်းတာလည်းရှင်းပါလို့ဆရာရဲ့ဘာပဲပြောပထမနေကြတယ်ပထမ24တက်ရှေးကျွတ်တာတမုတ်တွေ9မျိုးလဲကျွတ်ပထမကရွတ်တယ်ဆိုတော့ကောင်းတယ်တမီးတိုက်တုံးတယ်ကောင်းတယ်ရွတ်ပါကောင်းတာလောက်တာမှန်တယ်များဖခင်ရဲ့နှုတ်ကပတ်တော်ထွက်တဲ့ဂုံတော်အကုန်လုံးဣတိမရွေးကာကြီးရဲ့အဆုံးအကုန်ကုသိုလ်ကြီးကြီးပဲမကောင်းတာဘာတစ်ခုမှမရှိကျန်တာနားမယောင်နဲ့နာရွတ်များမေတ္တာပုတ်ငါသမီးတာဝန်ယူလို့ပြောပြီးပြီဟုတ်ကဲ့ဆရာနော်အကုန်လုံးနှွှင်းစင်ပပျောက်ကုန်နေမယ်ဘာမှမလုံးနဲ့မေတ္တာအကြီးဆုံးပဲဘုရားခေါင်းမော်တင်တာတရားခေါင်းမော်တင်တာတန်ခါခေါင်းမော်တင်တာအကုန်ပြီးတယ်ဟုတ်ကဲ့ဆရာကြားလာတယ်ဘယ်ပဲတော့ဘာပဲလို့တန်တယ်ကိုအမြင်ဒီနေ့ကစပြီးတန်တယ်ကိုအမြဲတမ်းယူမနေ့အညာ2နိုင်ခွဲထားချက်က4နိုင်တာဒါလို့ရှိရင်သမီးကအမြဲတမ်းလေထဲမှာအမြဲတမ်းလူပြတ်တယ်လူတယ်အဲ့လိုမျိုးရှိဒါပေမဲ့သမီးကအိမ်ရထားတဲ့မျက်နှာတိတ်လေဘုရားဘုရားတန်တယ်ကိုစောင့်ပြီးတော့အဲ့လိုပေါ့ဆရာတီလာတဲ့နေတဲ့ဘုရားအချောင်းမရောက်လဲရွတ်တယ်နမ်းမရွတ်လဲရွတ်တယ်ပေါ့အမြဲတမ်းငါသမီးရဲ့အိတ်တော့မဲ့ဆိုတော့ဘက်ပေါ်တက်တယ်တစ်စီရွတ်ပါကောင်းတယ်သမီးတာရုဟုတ်ပြီဖျားဥချကဲသမီးလေးတက်ရှိချမ်းမှာစိတ်ချမ်းသာလုံးဝဆန္ဒအားလုံးတလုံးတော်ကြီးပြည့်ရှံရရှိပါစေယောဂါတွေအားလုံးပျောက်ပါစေမကောင်းတာတွေအားလုံးရှိပါစေဆရာပြီးတဲ့မိသားစုနဲ့အမစပင်းဒီမှာရှိလိုက်ပါဟုတ်ကဲ့ပါဆရာနင်းဘုံတိုင်းကိုကျဲနေတော့ထဲတော့ရတယ်သမီးတော့ရတယ်ဒီဆရာမိသားအမြဲတမ်းပို့ပေးပါတယ်အေးပါသမီးဆရာရောဟုတ်ပါပြီကျွန်တော်ပါဆရာတက်ရှင်မှာသမီးတို့ပူလို့ရပါအေးပါသမီးဟုတ်ပါတွားရတယ်အေးသမီးလေးဟုတ်ဘာမှနေတာသမီးတောင်းတကုန်းတောင်းတကုန်း20တက်အေးရပြီဒါကတော့အမျိုးတွေအားလုံးမြင်ပြရတဲ့အတိုင်းပါပဲနာမည်ကဘူးနာမည်ရင်းနိုင်ပါမရှင်းနိုင်နော်တောင်းတကုန်း20အားရပြီသူရဟုတ်မရှင်းနိုင်နော်တောင်းတကုန်း20တက်မှာနေတယ်ဟုတ်ကဲ့ဆရာသူကဖြစ်နေတာတော့10နှစ်လောက်တော့သူရှိနေပါပြီ10နှစ်လောက်ရှိခုနကသူပြောရတယ်ဝင်လာတဲ့နေတော့ကမှ10နှစ်တောင်လုပ်ထားတယ်ပေါ့နော်ဒါတွေကတကယ်ရှိပါတယ်ဒါတွေတကယ်ရှိပါတယ်နော်တကယ်ရှိပါတယ်တကယ်ကိုပဲဒီမှာမြောင်များစွာတော့ဒီဝေဒနာရှင်တွေထဲမှာအဲ့လိုဟာတွေအများကြီးပါတယ်အချိန်ပေးရတယ်အဲ့ဒါကြတော့အချိန်တော်တော်ပေးရတယ်အချိန်ကိုတော်တော်ကြီးပေးရတယ်တော်တော်ဒါမဲ့အချိန်အဲ့လောက်အများကြီးမပေးနိုင်တဲ့အတွက်ကြောင့်အရင်ဦးဆုံးသူတို့မေတ္တာရက်ခံပြီးတော့မှပဲသူတို့နဲ့ကိုယ်နဲ့ဖလှယ်ပြီးတော့မှမေတ္တာရက်ခံပြီးတော့မှသူတို့လှုပ်ထားတဲ့အနေအထားလေးတွေအကုန်လုံးမေတ္တာရက်ခံပြီးတော့မှပဲထုတ်ပေးရတယ်ပေါ့နော်ဒါမျိုးလေးတွေရှိပါတယ်ချိုးကြောက်လဲဝုန်းတိုင်းကျဲတာရှိပါတယ်ဆရာကြီးဖြစ်ချင်တော့လဲဆရာကြီးလှုပ်ပေးလိုက်ပါတယ်နော်ဆရာကြီးကဲဟုတ်ပြီဆရာကြီးခေါ်တယ်ထုတ်မထုတ်ရင်တော့နီးလန်းနေရှိပါတယ်မလုပ်ရင်တော့နီးလန်းနေရှိပါတယ်ပြောချင်တာသူ့အသားနိုင်လဲသူမကြိုက်တယ်လို့သူများသားနာအောင်လဲမလုပ်စေချင်တဲ့သဘောလေးပါပဲဒါကတော့ခုနပြောသလိုပါပဲငရဲဒီတော့မှတိတ်ကြောက်ပါတယ်ဒါကြောင့်ဒီအကြောင်းတရားလေးထုတ်ပါဆိုရင်ဒီမှာ level 2ဆိုဖြစ်တဲ့သူပြောရတယ်သူအမျိုးမျိုးသူ့ကိုသူလှုပ်ကြံတယ်ခလေးမလေးကအမျိုးမျိုးလှုပ်ကြံခဲ့တယ်ဆိုတဲ့အကြောင်းလေးပြောတော့တယ်နော်ဒါခုဆိုသူထမင်းစားလို့ရလာပြီသူအိတ်လို့ရလာပြီအရင်တော့အိတ်လို့တော့မရဘူးဘယ်လောက်ပီတိဖြစ်စရာကောင်းလဲနော်ဒီလိုမျိုးဘေးမျိုးရန်အတွဲမကောင်းတဲ့အနေအထားတွေကနေပြီးတော့မှလှုပ်ကြံခြင်းမှကင်းဝေးကြပါစေကျွန်တော်လူတွေအားလုံးကျွန်တော်အတန်တန်မှားပါတယ်တန်တန်ကိုအများတန်းတီးကြပါတန်တန်တလောက်တီလာတွေလုံအောင်ထိန်းကြပါအလက်ကားရတဲ့လေပြောတိုင်းပတ်စံမပေးရတဲ့ဗဇက်ကထဲကထွက်လာတဲ့လေကိုကောင်းချင်းမင်္ဂလာတွေနဲ့ပဲထွက်ကြပါဒါလေးတွေရှိပါတယ်တချို့ကတက်မြောက်တဲ့အနေအထားတစ်ခုမှကိုကပြောလိုက်လို့ရှိရင်မတော်လို့တစုံတရာနဲ့ပြုတ်လိုက်လို့ရှိရင်ထိဝိုင်းမကောင်းဒါမျိုးလေးတွေရှိပါတယ်လို့เนาะအဲ့တော့ဒီဟာလေးကတော့အမျိုးတွေဒီမှာမြောက်များစွာသောထောင်ပေါင်းများစွာသောဝေဒနာရှင်တွေမှာပါပါတယ်เนาะတချို့ဆိုကျွန်တော်လိုက်တာမလွတ်လားကျွန်တော်ဖုန်းထဲမှာအများနဲ့ဗီဒီယိုလေးနဲ့ရိုက်ထားပြီးတော့မှတ်တမ်းလေးလုပ်ထားတယ်မတင်တာလိုင်းပုံဒါမျိုးလေးရှိပါเนาะအဲ့တော့ဆက်လက်ပါရင်ဖြစ်မှာအမျိုးတွေအများကြီးကြံသေးတော့ကျွန်တော်အမျိုးတွေအားလုံးပဲတူတယောက်မကြံဂါဘရာပြုပါတယ်ကျွန်တော်အမျိုးတွေအားလုံးတက်ရှိလို့ကျမ်းမာကြပါစေအစားအစာအရာပြုဆိုင်ကြပါလို့เนาะကျမ်းမာရေးအဓိကကြပါတယ်ကျမ်းမာရေးပြုဆိုင်ကြပါအားလုံးကျမ်းမာချမ်းသာကြပါစေဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲမိတ်ဆွေတို့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အကျိုးဆုံးတစ်ခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်